ကိုဝယ်ထားတဲ့လက်တော့က 512GB အိမ်ရောက်လို့စောက်ခွင့်ကြီးရဲ့အခါ 477GB ပဲဖြစ်နေတာမျိုးကြုံဘူးလားဒါကဆိုင်ရလိန်ရောင်းတာလား SSD ကမပြည့်ရလားဒါမှမဟုတ် Windows ကနေရာစားတာလားတကယ်တော့အဖြေကဒီသုံးခုတွေကတစ်ခုမှမဟုတ်လက်တော့ထုတ်တဲ့ကုမ္ပဏီဘက်က 512GB ပါတယ်ဆိုပြီးအတိအကျဖော်ပြထားပေမဲ့တကယ်လက်တော့ကိုစစ်ကြည့်လိုက်တဲ့အခါမှာ 476GB ဝန်းကျင်ပဲရှိတယ်ဆိုတာကတကယ်တော့တွက်ချက်မှုစနစ်နှစ်ခုမတူညီလို့ဖြစ်ပါတယ်။ဒီတွက်ချက်မှုစနစ်နှစ်ခုကတော့ decimal system နဲ့ binary system လို့ပဲဖြစ်ပါတယ်ဗျ။ decimal system ဆိုတာကကျွန်တော်တို့နေ့စဉ်ဘဝမှာအသုံးပြုတဲ့သင်္ချာတွက်ချက်နည်းတစ်မျိုးပေါ့။သူက0ကနေ9ထိကဏ္ဍ10လုံးအခြေပြုတဲ့ base 10တွက်ချက်တဲ့ပုံစံမျိုး။ကျွန်တော်တို့လက်တော့တွေရဲ့storage မှာသုံးတဲ့အသေးဆုံးအခြေခံ unit ကတော့ byte ပေါ့နော်။ဒါကိုကျွန်တော်တို့က decimal system နဲ့တွက်တဲ့အခါကျရင်1 kilobyte မှာ1000 byte ပါမယ်1 megabyte မှာဆိုလို့ရှိရင်1000 kilobyte ပါမယ်နောက်1 gigabyte မှာဆိုလို့ရှိရင်1000 megabyte ပါမယ်ပေါ့အဲ့တော့ဒီလက်တော့ထုတ်လုပ်တဲ့လူဘက်ကနေပြီးတော့သူတို့ထုတ်လုပ်တဲ့လက်တော့မှာ 512GB ပါတယ်ဆိုတာကbyte အနေနဲ့ဆိုလို့ရှိရင်ဒီလောက် amount ပါတယ်ဆိုတော့အဓိကပြဿနာဖြစ်နေတာဒီလက်တော့ထုတ်လုပ်တဲ့လူဘက်ကမဟုတ်ပဲ Windows ဘက်ကဖြစ်တယ်လို့ပြောရမှာပေါ့နော် Windows ရဲ့ဒီတွက်ချက်တဲ့စနစ်ကဘယ်တော့ binary စနစ်ကိုသုံးတယ်ကွန်ပျူတာတွေမှာကကြတော့ဒီကျွန်တော်တို့လိုမျိုးကဏ္ဍ10လုံးမရှိဘဲနဲ့သူက0ရဲ့1ရဲ့ဆိုပြီးတော့ကဏ္ဍ2လုံးပဲရှိတယ်ပေါ့အဲ့တော့ decimal system နဲ့မတူပဲသူက base 2ဖြစ်တဲ့အတွက်ကြောင့်သူက2ဆတိုးပြီးတော့ကဏ္ဍတွေကိုတွက်တယ်24 system အစရှိတဲ့ဖြစ်ပေါ့အဲ့ဒီတော့ဒီ storage ကပေါ့နော်ဒီ 1GB မှာ1000 megabyte ပါတယ်ဆိုတဲ့ဟာကိုတွက်တဲ့အခါမှာသူ့စီမှာကဒီ1000ဆိုတဲ့ကဏ္ဍကတွက်လို့မရဘူးအနည်းဆုံးသူကဆိုလို့ရှိရင်1024ပဲရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကွန်ပျူတာကနေပြီးတော့ဒီ1 GB ကို1024 megabyte ပါတယ်ဆိုပြီးတော့သတ်မှတ်လိုက်တယ်အဲ့ဒီမှာစပြီးတော့ပြဿနာဖြစ်လာတာပေါ့ storage က1000 byte ကိုကျော်လာတဲ့အခါမှာတော့ထုတ်လုပ်တဲ့လူတွေကဂရီစကားဖြစ်တဲ့ kilo နဲ့byte ဆိုတဲ့ unit ကိုပေါင်းပြီးတော့kilobyte ဆိုတဲ့စကားလုံးအသစ်ကိုတည်ထွင်လိုက်တယ်ဗျပြီးတော့ဒီ1000နဲ့အနည်းဆုံးတူတဲ့ binary စနစ်နဲ့တွက်ထားတဲ့1024ကိုပဲသူက1 kilobyte အနေနဲ့မှားယွင်းစွာသတ်မှတ်လိုက်ကြတယ်ပေါ့ဒီလွဲမှားမှုကိုပို့ပြီးတော့အခိုင်အမာသွားစေတာကဒီ1964ခုနှစ် IBM ကထုတ်တဲ့ဒီ system 360ဆိုတဲ့စနစ်ကြီးရဲ့ manual ဘုတ်မှာ1 kilobyte ကို 1k ဆိုပြီးတော့အတရားဝင်အသုံးပြုရေးသားတာနေပြီးတော့စတယ်ပေါ့ဒါပေမဲ့အဲ့ဒီအခါတုန်းကဒီ storage အသုံးပြုမှုတွေကအရင်မများသေးတာဖြစ်တဲ့အတွက်ကြောင့်24 byte လောက်လေးကွဲလွဲတာကဘာပြဿနာဖြစ်နိုင်မှာလဲဟုတ်တယ်မလားနောက်လျှောက်ဒီအမားကြီးပဲသုံးလာခဲ့ရတာဆိုတော့မဟုတ်သေးဘူးကြ1998ခုနှစ်ဒီဇင်ဘာမှာဆိုလို့ရှိရင်ဒီ Technical Committee 25ပေါ့နော် TC 25ဆိုတဲ့အဖွဲ့ကဒီ2024လွဲမားတာအတွက် binary တွေက B ဆိုတဲ့စလုံးနဲ့အစားထိုးဖို့စူးစမ်းသေးတယ်ဆိုတော့ပြောချင်တာကတော့2024 byte ကို1 kilobyte လို့မခေါ်နဲ့1 KB byte လို့ပြောင်းခေါ်ပေါ့နော်အဲ့လိုပုံစံမျိုးစူးစမ်းသေးတယ်ဒါပေမဲ့ဒီ Windows ဘက်ကအနှစ်ဆက်သုံးစွဲရခဲ့တဲ့ဒီအစင်လာကြောင်းရောနောက် customer တွေအသုံးပြုမှုရှုပ်ထွေးသွားမှာစိုးတာကြောင်းရောပြီးတော့အဲ့ဒီအချိန်တုန်းကဒီ Windows ပေါ်မှာ run နေတဲ့ software တွေ game တွေကလည်းဒီငကိုစနစ်ဟောင်းကြီးကိုသုံးနေတာကြောင်းရောပေါ့နော်အဲ့ဒီအတွက်တွေကိုကြည့်ပြီးတော့ Windows ကအခုချိန်ထိဒီစနစ်ဟောင်းကိုမဖြုတ်ဘဲနဲ့ဆက်သုံးနေတော့အခုလိုမျိုးလွဲမားတဲ့ပြဿနာတွေဖြစ်တာကဒါ Windows မှာပဲဖြစ်တာပေါ့နော် Apple ရဲ့ MacBook တွေမှာဆိုလို့ရှိရင်2009ခုနှစ်ကထွက်တဲ့ဒီ Mac OS X 10.6 version မှာဒီ binary system နဲ့ decimal system ကိုတခါတည်းချိန်ပေးလိုက်တာဆိုတော့ခင်ဗျားအနေနဲ့ MacBook ကင်နေဆိုလို့ရှိရင်တော့ဒီလိုပြဿနာမျိုးဖြစ်မှာတော့မဟုတ်ဘူးဗျဆိုတော့ဒီကုန်းကြောရမယ်ဆိုလို့ရှိရင်ခင်ဗျားဒီလက်တော့ဆိုင်ရနေပြီးတော့ 512GB ပါတယ်ဆိုတဲ့ brand new လက်တော့အသစ်ဆက်ဆက်ကိုဝယ်လာတယ်အိမ်ရောက်လို့ဖွင့်ကြည့်လိုက်တဲ့အခါမှာ512GB ဖြစ်မနေပဲ 476GB ဝန်းကျင်ဖြစ်နေတာကိုတွေ့တဲ့အခါကျရင်ဒါဂျင်ထက်ခံရတာလားဒါမှမဟုတ် SSD နည်းနေတာလားဆိုပြီးတော့စိုးရိမ်မနေနဲ့ပေါ့နော်ဒီဟာက error မဟုတ်ဘူး Windows ရဲ့ဒီ system ပေါ့နော် binary system ကတွက်ချက်မှုပုံစံကကျွန်တော်တို့အပြင်လောကမှာသုံးတဲ့ decimal system နဲ့မတူညီုံတက်ပဲပေါ့ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့